အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပြောင်းဆုံးနေသောအမှန်တရားဇလန်းရဲ့အပိုင်း2ကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်ဒီတစ်ခါမှာတော့မိုးတဲ့နူဟာကြောက်ရွံ့မှုထက်ဆွဆွမှုစိတ်တွေပုံမပြင်းပြလာတယ်ည7 နာရီတီးရဲ့အခါမှာသူဟာမိအိမ်လေးကိုင်းပြီးအိတ်ခမ်းရန်ကြီးထွက်လာခဲ့တယ်ထိုအချိန်မှာဖနက်တန်ကအိမ်ခမ်းကြီးစတင်ပြီးသူ့နာကိုတပြေးပြေးချိကပ်လာခဲ့တယ်မိုးတဲ့နူကမိအိမ်လေးကိုညှောက်ပြီးကြည့်လိုက်တဲ့အခါမှာဘာမှကိုမြင်ခဲ့ဘူးဒါပေမဲ့ဖနက်တန်ကတော့ရှိနေစေလမ်းကြောင်းတစ်လျှောက်မှာကျမ်းမြေပေါ်ကဖုံဖုံတွေဟာဖနက်ဖြစ်နင်းထားသလိုပုံသဏ္ဍာန်ရှိနေတယ်။အရာဝတ္ထုတစ်ခုသို့မဟုတ်တစုံတစ်ယောက်ကလမ်းလျှောက်သွားနေတဲ့ပုံစံမျိုးလေးပေါ့။ဒါပေမဲ့ဘသူပဲဝါဆိုတာကိုအရေးရမမြင်ခဲ့ဘူး။ဖနက်တင်ဟာသူ့ရှိမှရက်သွားပြီးသူ့ကိုယ်တွေကဖြတ်သွားသလိုမိုးတဲ့နူကရုတ်တရက်အိပ်ဆက်သွားတယ်။သူမရဲ့ပခုံးကိုတစုံတစ်ယောက်ကလက်ခံတယ်လို့ခံစားနေရတယ်။ပြီးတော့အိမ်ခမ်းကနေနိုင်ကြီးစီကိုရှောက်သွားတဲ့ဖနက်တန်ကိုသူမကြားနေရတယ်။ထိုနိုင်ကြီးရဲ့ရှေ့လေရောက်ရောဖနက်တန်ကရှက်သွားတယ်။မိုးတဲ့နူကမိအိမ်လေးကိုဂိုင်းပြီးနိုင်ရှိလှမ်းထူးကြည့်လိုက်တဲ့အခါနိုင်ရဲ့ဖန်ထဲမှာသူမပုံရိပ်တွေမဟုတ်ပဲသူမရဲ့နောက်မှာအဖြူရောင်ဝတ်ဆောင်ရဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ရဲ့မှန်ညွန့်ညွတ်ပုံရိပ်ကိုမြင်လိုက်ရတယ်။ဘယ်ခြေထောက်မှာလဲထွန်းတဲ့ဖက်နဲ့ကိုစီးထားတယ်။မိုးတဲ့နူဟာနောက်ပြန်လက်ကြည့်တဲ့အခါမှာသူမနောက်မှာသူမှရှိမနေခဲ့ဘူး။ဒါပေမဲ့သူမမှန်နဲ့ပြန်ကြည့်တဲ့အခါမှာတော့ထိုအမျိုးသမီးရဲ့ပုံရိပ်ကရှိနေစေဖြစ်တယ်။ပြီးတော့ထိုအမျိုးသမီးကသူမကိုပြုံးပြတယ်။ကြောချမ်းစရာကောင်းတဲ့အပြုံးမျိုးနဲ့ပေါ့။အဲဒီညကနေစပြီးမိုးတဲ့နူဟာမဆန်းရင်ဆိုတဲ့အမျိုးသမီးရဲ့ဝိညာဉ်ကသူမကိုတစုံတစ်ခုပြောပြချင်နေတယ်လို့သူမယုံကြည်ခဲ့တယ်။အဲလိုနဲ့ပဲသူမကကြေးရွာတွေကတကြီးရိုးရီစီမှာမောင်နဲ့မဆန်းရင်ဆိုတဲ့ညီမနှစ်ယောက်အကြောင်းကိုထပ်မံစုံစမ်းမြင်ခဲ့တယ်။နောက်ဆုံးမှာတော့မဆန်းရင်ဒေကန်ဒီကျေးဇူးပြုခဲ့တဲ့ဆရာဝန်အိုးရဲ့မှတ်တမ်းကိုရှာဖွေတွေ့ရှိခဲ့တယ်။မှတ်တမ်းထဲမှာလှုပ်ဝက်ချက်တစ်ခုရှိနေခဲ့တယ်။မဆန်းရင်ဟာတိတ်ဆုံးကန်ဒီမှာဆရာဝန်ကိုခေါ်ပြီးအကြောင်းအရာတစ်ခုကိုသူဝန်ခံခဲ့တယ်။ညတညမှာသူ့ရဲ့အမအကြီးဖြစ်သူမခင်မောင်နဲ့ဆရာဝန်လေးရဲ့လက်ထက်မဲ့အကြောင်းစကားဆရင်ကနေမခင်မောင်ကသူမရဲ့မနာလိုဝန်ကြုံစိတ်ကိုဖော်ထုတ်ပြောဆိုမိတယ်။နင်းတော့ငါဘဝပြင်းရတာဆိုပြီးစုပူစိတ်မောင်းခဲ့တယ်။အပြင်းထန်ရန်ဖြစ်ရကနေမဆန်းရီကမခင်မောင်ကိုအိမ်ခန်းထဲမှာရှိတဲ့နိုင်နဲ့ခေါင်းကိုစောက်ပြီးရိုက်ခဲ့မိတယ်။အဲ့လိုနေပဲမခင်မောင်ကတိတ်ဆုံးသွားတယ်။ကျောင်းလာတကြားဖြစ်နေတဲ့မဆန်းရီဟာညနေတဲ့အထိစဉ်းစားပြီးနောက်ဆုံးသူဆုံးဖြတ်ချက်ချခဲ့တယ်။သူမဟာမခင်မောင်ရဲ့အလောင်းကိုအိမ်နောက်ဘေးကရှိတဲ့ဂိုးတောင်ပြက်ဟောင်းရဲ့ကျမ်းမြေအောက်မှာမြုပ်နှံလိုက်ပြတယ်။ပြီးတော့ကြေးရွာကိုပြန်ပြီးမခင်မောင်ဟာရေကန်နဲ့ကျလို့တိတ်ဆုံးသွားတယ်လို့လိန်ညာပြောဆိုခဲ့တယ်။မခင်မောင်ဟာရေကန်နဲ့ကျလို့ရေကန်နဲ့ကျပြီးတိတ်ဆုံးသွားပြီဆိုပြီးတော့လိန်ညာပြောဆိုခဲ့တယ်။ဒါပေမဲ့သူမရဲ့အဖြစ်ကြောင့်ဒဏ်ခတ်ခံရတဲ့ဘဝဟာတရမ်းမှစိတ်မချမ်းသာစရာဖြစ်ခဲ့ရတယ်။သူမတိတ်ဆုံးသွားတဲ့အခါသူမရဲ့ဝိညာဉ်ဒီရင်ထဲမှာပဲကြံ့ရစ်ခဲ့ပြီးသူမရဲ့အဖြစ်တွေကိုဖော်ထုတ်ဖို့ကြိုးစားနေခဲ့တယ်။အဲတော့နောက်အပိုင်းဒီမှာသူမရဲ့အဖြစ်တွေကိုဘယ်လိုဖော်ထုတ်မလဲ။မိုးတဲ့နုကတော့ဒီအဖြစ်မှန်တွေကိုဘယ်လိုမျိုးဆက်လက်ရှာဖွေမလဲဆိုတာကိုနောက်အပိုင်းဒီမှာဆက်လက်ရှုစားအားပေးကြပါအောင်ရှင်။ယခုပြပြသွားတဲ့နယ်လေးကိုလိုက်ရစခွက်လေး